ငယ်ရင်းတော့ဗောနော်ကျွန်တော်ဒီ Alight Motion ထဲမှာဗောနော်ဒီကျွန်တော်အကြိုက်ဆုံး function တစ်ခုဖြစ်တယ်ဗောနော်ဒီ 3D camera အကြောင်းကိုကျွန်တော်ကရိုးရိုးရှင်းရှင်းလေးနဲ့ငယ်ရင်းတို့ကိုsharing လုပ်ပြီးမှဖြစ်တယ်ဗောနော်အဲ့လိုမျိုးဆိုတော့ကကျွန်တော်တို့တွေသူကဘယ်လိုသုံးရလဲဆိုတော့ငယ်ရင်းတို့ဒီမှာကြည့်လိုက်ရင် Bobby Sasa ရဲ့ဗာလဲနာမည်တက်ပြီးပြောပိုင်ခွင့်ရှိဆိုတဲ့သချင်းထဲမှာဆိုလိုမျိုးဗောနော်သူကသချင်းဆိုတဲ့နေရာမှာ whole back view ကိုပြောင်းလိုက် deep view ကိုပြောင်းလိုက်ဆိုတာဒါဒီ 3D camera ကိုအသုံးပြုထားတယ်လို့ကျွန်တော်ကတော့ထင်တယ်ဗောနော်ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ဒီစလိုက်ရအောင်ဗောနော်သူအသုံးပြုထားသည်ဖြစ်တယ်အသုံးပြုမထားသည်ဖြစ်တယ်သူ့လိုမျိုးကျွန်တော်တို့ဒီလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ကဒါချက်ပြမှာပဲဖြစ်တယ်ဗောနော်ကဲဒါဆိုရင်တကယ်ကြီးတို့ကိုကျွန်တော်တို့ဒီထုံးစံတိုင်း light motion ကိုကျွန်တော်ကဖွင့်ထားတယ်ဗောနော်ဒီ plus sign လေးကိုကျွန်တော်ကနှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ကတော့60 ratio 9ကိုကျွန်တော်ကယူလိုက်မယ်ဗောနော်ပြီးသွားလို့ရှိရင်တော့background ကြတော့ကျွန်တော်က black ထားမယ်ပြီးတော့လို့ရှိရင် create project ကိုကျွန်တော်ကနှိပ်မယ်ဗောနော်ဒါတွေကထူးဆန်းမနေဘူးဟုတ်ပြီကဲဒါဆိုရင်တကယ်လို့ဒီ 3D camera ကိုသုံးမှဆိုတော့ကျွန်တော်တို့တွေကlayer ကတော့အနည်းဆုံး2ခုဖြည့်ရမှာဗောနော်ဒီဘယ်လိုပြောမလဲဆိုတော့layer 2ခုဆိုတာကတော့ရှင်ပြီးတော့ကြည့်လို့ရအောင်ဗောနော်အဲ့ဒီဥစ္စာတွေကကျွန်တော်ဗာလို့ဆို image လည်းဖြစ်ရင်ဖြစ်နိုင်တယ်ကွာvideo လည်းပဲဖြစ်နိုင်တယ်နောက်တစ်ခါ text လည်းပဲဖြစ်နိုင်တယ်ဗောနော်နောက် shape တို့လည်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့တွေကိုကြတော့ကျွန်တော်တို့တွေဒီ layer နှစ်ခုကနေအများကြီးကျွန်တော်တို့တွေထပ်ပြီးတော့သုံးလို့ရတယ်ဗောနော်ဒါကျွန်တော်တို့တွေအဲ့လိုမျိုးသုံးလို့ရတယ်ဗောကဲဒါဆိုရင်ကျွန်တော်တို့အခုစလိုက်ရအောင်ဗောနော်ကျွန်တော်ကတော့ဒီ plus sign လေးကိုကျွန်တော်ကနှိပ်မယ်ဗောနော်ဒီ plus sign လေးကိုကျွန်တော်ကနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီ text ကိုကျွန်တော်ကစာရေးမှဖြစ်တဲ့အတွက် text ကိုကျွန်တော်ကရိုက်ထည့်လိုက်မယ်ဗောနော်ဟုတ်ပြီးတော့လို့ရှိရင်ကျွန်တော်ဗာရိုက်ထည့်မလဲဆိုတော့ hello ဆိုတဲ့စလုံးကိုကျွန်တော်ရိုက်ထည့်ကြည့်အောင်ဗောနော် HELLO ဗောနော်ဟုတ်ပြီ hello ဆိုတဲ့စလုံးကိုကျွန်တော်ရိုက်ထည့်တယ်ပြီးတော့လို့ရှိရင်font size ကိုတော့ကျွန်တော်ကတော့60ကျော်လောက်တော့ထားမယ်ဗောနော်60ကျော်လောက်ကျွန်တော်ကထားမယ်နောက်တစ်ခါကျရင်font style ကိုကြတော့ကျွန်တော်ကတော့ဒီ bold တင်ထားတဲ့ font ခုဗောနော်ဒီအားလေးကိုပဲကျွန်တော်ရွေးလိုက်ပါဖြစ်တယ်ဗောနော်ဟုတ်ပြီကဲပြီးတော့လို့ရှိရင်တော့ကျွန်တော်ကဒီ color ကိုကြတော့ကျွန်တော်က white ထားလိုက်မယ်ဟုတ်ပြီပြီးတော့လို့ရှိရင် image ပေးလိုက်မယ်ဒီစလုံးတစ်လုံးကိုကျွန်တော်ကရသွားပြီဗောနော် hello ဆိုတဲ့စလုံးတစ်လုံးကိုရသွားပြီရပြီးသွားလို့ရှိရင်ကျွန်တော်ကနှောက်ထပ်တစ်ခုကကြတော့ဒီ text ကိုပဲနောက်ကထပ်ထည့်လိုက်မယ်ဗောနော် text တစ်ခုဗောနော် layer တစ်ခုဖြစ်သွားမှာဗောနော်ဟုတ်ပြီ text ကိုကျွန်တော်ကထည့်မယ်ထည့်ပြီးတော့လို့ရှိရင် camera လို့ကျွန်တော်ကရေးကြည့်အောင်ဗောနော် CAMERA ဗောနော်ဟုတ်ပြီcamera သူ့ကိုလည်းပဲထုံးစံအတိုင်းပဲကျွန်တော်ကတော့60ကျော်လောက်ပဲထားမယ်ဗောနော်ပြီးတော့လို့ရှိရင်သူ font style ကတော့ကျွန်တော်က view ကိုတစ်ချက်နှိပ်မယ် view ကိုတစ်ချက်နှိပ်ပြီးတော့လို့ရှိရင်ဒီထဲကကျွန်တော်ကဒီ bold တင်ထားတဲ့ font တစ်ခုဗောနော် bold လိုမျိုးဗောနော် bold တင်ထားတာမဟုတ်ဘူးเนาะစလုံးထူထူလေးတစ်ခုကိုကျွန်တော်ကရွေးလိုက်မယ်ဗောနော်ဟုတ်ပြီကဲဒါဆိုရင် camera ကိုကျွန်တော်ကရွေးပြီးသွားပြီသူ့ကိုကြတော့လည်းပဲကျွန်တော် white color ကျွန်တော်ကထားမယ်ထားပြီးတော့လို့ရှိရင်ကျွန်တော်ကဒီဟာလေးကိုကျွန်တော်ကရွှေ့မယ်ရွှေ့မယ်ဆိုတော့ move and transfer ကိုကျွန်တော်ကနှိပ်လိုက်မယ်ဗောနော်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီထဲမှာရောက်သွားတဲ့အခါကျရင်ဒီမှာ x တို့ y တို့ z တို့ရှိတယ်ဗောနော် x ဆိုတာကကြတော့ဒီ x axis ဗောနော်x axis ကကြတော့သူကကြတော့သူဒီ horizontal ပြောင်းတာဗျာ horizontal ပြောင်းတာဘေးတိုင်းဗောနော်ဘယ်ပဲရွှေ့တာတို့ညာပဲရွှေ့တာတို့ဒါ x axis ကိုအသုံးပြုရတာဖြစ်တယ်ဗောနော် y axis ကကြတော့ဗာလဲဆိုရင်ကျွန်တော်တို့ up and down ဗောနော်ဒီအပေါ်အောက်ကိုကျွန်တော်တို့ကရွှေ့ရဖြစ်တယ်ဗောနော်ဒီနောက်ဆုံးဒီ z ကကြတော့အတိတ်နဲ့ဗောနော်အကွာအဝေးဗောနော် zoom လို့ပြောမှာဗောနော်ဟုတ်ပြီအဲ့လိုမျိုးတွေအကွာအဝေးကိုကျွန်တော်တို့တွေကချိန်ကြည့်တာဖြစ်တယ်ဗောနော်ကဲဒါဆိုရင်ဒီအခုဆိုရင်ကျွန်တော်က x နဲ့ y နဲ့ကိုကျွန်တော်ကထားလိုက်တယ်ထားပြီးတော့လို့ရှိရင်ကျွန်တော်ကသူ့ကိုဒီစာကိုကျွန်တော်ကရွှေ့မယ်ဗောနော်လက်ကလေးနဲ့ဒီဟာလေးဗောနော်ဘာလဲ switch here to move layer ဆိုတဲ့နေရာဗောနော်အဲ့ငါကိုကျွန်တော်တို့ကလက်လေးနဲ့ရွှေ့လိုက်မယ်ဗောနော်ဟုတ်ပြီကဲရွှေ့ပြီးတော့လို့ရှိရင်ဒါကျွန်တော်ကဒီ z ကိုကကြတော့အတိတ်နဲ့ဖြစ်တယ်တော့နော်ငကွာဝေးဖြစ်တယ်ဆိုတော့သူ့ကိုနည်းနည်းလေးကင်မရာကိုစလုံးနည်းနည်းလေးကြီးစေချင်တယ်ဗောနော်အဲ့လောက်လေးကျွန်တော်ကထားမယ်ဗောနော်
ဟုတ်ပြီကဲပြီးသွားလို့ရှိရင်ကျွန်တော်ကဒီဒါကျွန်တော်ဒီမှာ z axis ကိုကျွန်တော်ကနှိပ်လိုက်တဲ့အခါကျတော့ဘာလို့လဲဆိုတော့သူ့မှာလာစိမ့်နေပါတော့ကျွန်တော်ကနေရာထပ်ရွှေ့မယ်ဆိုတော့ y axis တို့x axis တို့ကိုကျွန်တော်ကထပ်ပြန်နှိပ်မယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်သူ့ကိုကျွန်တော်ကဟိုဘက် b ကိုနည်းနည်းကပ်ပို့လိုက်မယ်ပေါ့နော်ဟုတ်ပြီကပ်ပို့ပြီးတော့လို့ရှိရင်ဒါအနေထားတကယ်ကြီးတော့ကိုလှုပ်ချင်တဲ့အနေထားအတိုင်းကိုတော့တကယ်ကြီးတော့လှုပ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးအနေထားကိုကျွန်တော်ကရွေးထားတယ်ပေါ့နော်တကယ်ကြီးတော့ကိုမြေသားအောင်ကျွန်တော်ကပြမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကဲနောက်တော့ကကြာရင်ကျွန်တော်ကဘာလို့လဲဆိုရင်လေယာတစ်ခုထပ်ပြီးတော့တိုးမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာမီဒီယာကိုကျွန်တော်မီဒီယာတစ်ခုထည့်မယ်ပေါ့နော်ထည့်မယ်ဆိုတော့ကကျွန်တော်ကdownload ထဲကပါလဲပုံတစ်ပုံလောက်ပေါ့နော်ဒီ page art ကျွန်တော်page art ထင်ကဓာတ်ပုံတစ်ပုံလောက်ဟုတ်ပြီကဲဒါဆိုရင်ဒီကောင်မလေးပုံပေါ့နော်ဒီကောင်မလေးပုံကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီ image လေးကိုကျွန်တော်ထည့်မယ်သူ့ကိုကြတော့ flip horizontally မျက်နှာဒီဘက်လှည့်သွားအောင်ပေါ့နော်flip horizontally ကျွန်တော်ထားမယ်နောက်တစ်ခါကျရင်ကျွန်တော် move and transform ကိုပဲကျွန်တော်တစ်ချက်ပြန်နှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်သူ့ကိုနေရာရွှေ့မယ်နေရာရွှေ့တဲ့ဥစ္စာကတော့ကျွန်တော်ကတော့ပြောမနေတော့ဘူးเนาะအခုနကတော့ရှင်းပြပြီးသွားပြီ y axis တို့ z axis တို့ဟိုကျွန်တော်ကပြောပြီးသွားပြီပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်သူ့ကိုဒီနေရာလောက်မှထားမယ်ထားပြီးတော့လို့ရှိရင်ကျွန်တော်ကနည်းနည်းလေးထပ်ပြန်ကြည့်မယ်ဟုတ်ပြီဒီလောက်နေထားဆိုရင်တော့ဒါတော့စေးပြေလောက်ပြီပေါ့နော်စေးပြေလောက်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့တွေကဒီလိုမျိုးကျွန်တော်တို့တွေနေရာထားလိုက်ပြီပေါ့နော်ထားသူလုတ်လိုက်ပြီပေါ့နော်လုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကသူ့ကိုကင်မရာရွှေ့မှာပေါ့နော်ကင်မရာရွှေ့မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကဒီအပေါင်းလက္ခဏာလေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင် object element ကိုကျွန်တော်တစ်ချက်နှိပ်တယ်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင် camera ကိုကျွန်တော်ကနှိပ်လိုက်တယ် camera ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ camera ရဲ့ဘောင်တန်းပေါ့နော်ဒါသူကျွန်တော်တို့တွေကင်မရာရိုက်ရင်ကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းပုံစံလေးအတိုင်းပေါ့နော်သူကတော့ဘောင်ခတ်ထားတယ်ဒီနေရာလေးပဲသူကပေါ်ပါပေါ့နော်ဒီဘောင်လေးအတွင်းထဲမှာပဲပေါ်မှာပေါ့နော်ဒါပေမဲ့အခုကလောလောဆယ်ကတော့ကျွန်တော်တို့ဒီမှာကြက်ချီခါထားတယ်ပေါ့နော်ဒါကတော့အသက်ဝင်သေးတာမဟုတ်ဘူးအသက်ဝင်အောင်ဆိုရင်တော့ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီကင်မရာလေးကိုကျွန်တော်တို့ကစိမ့်အောင်ကျွန်တော်တို့က on ပေးရမှာပေါ့နော်ကင်မရာ on ပေးပြီးတော့လို့ရှိရင်ကျွန်တော်ကဒီကင်မရာကိုကျွန်တော်တို့ကဘယ်လိုရွှေ့မလဲပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့က new နဲ့ရွှေ့ရမှာဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်က new နဲ့ရွှေ့ဖို့အတွက်ဒီplus sign ကိုကျွန်တော်ကတစ်ချက်ပြန်နှိပ်မယ် object element ကိုကျွန်တော်နှိပ်တယ်နှိပ်ပြီးတော့လို့ရှိရင် new ကိုကျွန်တော်ကရွေးလိုက်မယ်ပေါ့နော်ဟုတ်ပြီ new ကိုကျွန်တော်ကထည့်ပြီးသွားပြီကဲဒါဆိုရင် layer ကဘာလဲဆိုတော့ဒီကျွန်တော်တို့ပုံ layer က1 2 3ပေါ့နော်ဒီ text layer တစ်ခုရယ်နောက်တစ်ခါကျရင်ပုံ layer တစ်ခုပေါ့နော်ဒီမှာတော့ camera နောက်တစ်ခါကျရင်ဒါ new ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်သူ video နည်းနည်းလေးတူမှာဆိုလို့ပေါ့နော်ဒီကျွန်တော်တို့တွေလောက်တဲ့အခါကျရင်တူမှာဆိုသူ့ကိုကျွန်တော်ကနည်းနည်းလေးဆွဲရှိလိုက်တယ်လက်မှတ်နဲ့ဆွဲရှိလိုက်တာပေါ့နော်ဟုတ်ပြီကဲဒါဆိုလက်မှတ်နဲ့ဆွဲရှိလိုက်ပြီဒီလောက်အနေထားပေါ့နော်new ကိုဆွဲရှိပြီးတစ်ခုကိုဆွဲရှိပြီးတော့လေကျန်တဲ့ဟာတွေကလည်းပဲအဲ့အတိုင်းလိုက်စေချင်လို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီကင်မရာကလိုက်စေချင်တယ်ဒီကင်မရာကိုထောက်လိုက်ပါပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုအနောက်ဆုံးထိရောက်ပို့လိုက်ပါတော့သူရှစ်ဆက်သွားလို့မရတော့အဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ရင်ကင်မရာကလည်းပဲ new နဲ့တူလာပြီးတော့တက်တက်လေးဖြစ်သွားတယ်ကဲဒါဒီကျန်တဲ့ဟာလေးကိုလည်းပဲအဲ့အတိုင်းပဲလုပ်သွားလိုက်ပါတော့ကျွန်တော်ကတော့ဒီလိုပဲလုပ်ပြီးလိုက်မယ်ဟုတ်ပြီကဲဒါဆိုရင်အကုန်လုံး5ခုစလုံးပေါ့နော်5ခုစလုံးကတော့တက်တက်လေးဖြစ်သွားပြီပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ကင်မရာကိုစလက်မယ်ဆိုတော့ကကျွန်တော်တို့ဒီကင်မရာလေးရာလေးကိုကျွန်တော်တို့လက်မှတ်နဲ့တစ်ချက် select ပြီးလိုက်ပေါ့နော်select ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်ဒီနှစ်ထပုံစံလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရှိရင် new ကိုကျွန်တော်ကအသက်ဝင်သွားပေါ့နော် new 1ကိုနဲ့ကျွန်တော်တို့အသက်ဝင်သွားကျွန်တော်လှုပ်လိုက်မယ်ကဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ new ကိုနေရာရွှေ့တော့မယ်ပေါ့နော်ကင်မရာရွှေ့တော့မယ်အဲ့ဆိုရင်new ကိုကျွန်တော်တို့ကလက်မှတ်နဲ့ select တစ်ချက်ပြီးပေါ့နော်ပြီးပြီးတော့လို့ရှိရင်ဒီ move and transform ကိုပဲကျွန်တော်တို့ကရွေးမယ်ရွေးပြီးတော့လို့ရှိရင်ဒီမှာ key frame ရှိတယ်ပေါ့နော် key frame ကိုဒီ key frame လေးကိုကျွန်တော်ကတစ်ချက်နှိပ်မယ် key frame ချလိုက်မယ်ပေါ့နော်ဒီမှာ key frame ရောက်နေပါပြီနော်ရောက်ပြီးတော့လို့ရှိရင်သူ့ကိုပထမဆုံးမြင်ရမယ့်အနေအထားကိုကျွန်တော်ကရွေးမယ်ရွေးမယ်ဆိုတော့ကျွန်တော်ကဘယ်လိုရွေးမလဲဆိုတော့က
ဟုတ်ပြီ hello ဆိုတဲ့စကားလုံးပေါ့နော်ဒါဒီမဲ့ကြည့်ပါလားနော်ဒီလူပုံကကြတော့အရှိဘက်မှာဒါများလေးဆွဲသွားလို့ရှိရင်ဒီမှာသူ့ရဲ့သပင်ကြောင်သပင်ကသူ့ hello ကိုထိတာတယ်တွေ့လားနော်ကျွန်တော်တို့ဒီမျိုးတွေဘာလဲဆိုတော့ဒီကင်မရာကိုကျွန်တော်တို့က hello ကိုအနီးကရိုက်လိုက်တဲ့အခါကျတော့ဘာလို့လဲ hello ကဘာလဲဆိုရင်စလုံးကကြီးသွားတယ်ပေါ့နော်ကြီးပြီးသွားလို့ရှိရင်ဟိုကကြတော့လူပုံကကြတော့မတွေ့ရတော့ဘူးပေါ့နော်အဲ့လိုမျိုးပုံစံလေးပါဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ကဒီလူကိုကြတော့လူရဲ့အရှိကိုကျွန်တော်တို့ကဘာမှမလုပ်တော့လူနဲ့ hello နဲ့ကိုကျွန်တော်တို့ကကင်မရာရိုက်တဲ့အခါကျရင်ဘယ်လိုလဲဆိုရင်နှစ်ယောက်ကိုသူတို့ရဲ့အရှိဘက်ကိုကျွန်တော်ကရိုက်တာပေါ့နော်ရိုက်တာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်လူရော hello ရောသူကပေါ်မှာပေါ့နော်ဒါပေမဲ့လူရဲ့အနောက်မှာ hello ရဲ့အရှိမှာကျွန်တော်တို့ video သွားရိုက်မယ်ဆိုလို့ရှိရင် hello ပဲပေါ်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးပါဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပုံစံလေးဖြစ်သွားပြီပေါ့နော်ဖြစ်သွားတဲ့အခါကျရင်hello ကိုကျွန်တော်ကဒီမျိုးထားမယ်ထားပြီးတော့လို့ရှိရင်ကျွန်တော်ဘာလဲဆိုရင်ကျွန်တော်တို့ကဒီ key frame ကိုဒီနေရာမှာဒီလိုမျိုးမြည်သိရှင်တယ်နောက်ထပ်တနေရာကျတော့ကျွန်တော်တို့တွေဘာလဲဆိုရင်10 second ပေါ့နော်10 second နဲ့10 second ကြော်ပေါ့နော်10 second ကြော်20 second လောက်မှထားရင်ကောင်းမလား20 second လောက်မှမထားဘူးဗျာနော်ဟုတ်ပြီ10 second လောက်မှကျွန်တော်ကထားမယ်ပေါ့နော်ဒီမှာနော် second 10 second လောက်မှကျွန်တော်ကထားပြီးတော့ key frame တစ်ချက်ချမယ်ပေါ့နော် key frame ချပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ move and transfer ကိုပဲကျွန်တော်တို့ကရွှေ့မှာပေါ့နော်ရွှေ့မယ် camera ဘက်ကိုကျွန်တော်ကရွှေ့မှာဖြစ်တယ်ပေါ့နော် camera ဟုတ်ပြီ camera ကအရင်ကြီးလုံးဝကြီးတယ်အရင်ကြီးလုံးဝကြီးတဲ့အခါကျတော့ကျွန်တော်တို့ကသူ့ကိုကျတော့တနည်းလေးshort ချမယ်ပေါ့နော် cameraဟုတ်ပြီကဲဒါဆိုဒီ camera ကိုကျွန်တော်ကဒီလိုမျိုးတွေနေနေချင်းနဲ့ဒီနေရာရောက်လို့ရှိပေါ့နော်ကဲနောက်တစ်ခါကျရင်ကျွန်တော်ကဒီဘက်မှာကျတော့အခုနကတော့10 second ပေါ့နော်အခုတည်း20 second လောက်ကျွန်တော်ကအဲ့နေရာရောက်လို့ရှိရင်ကျွန်တော်က key frame တစ်ချက်ထပ်ချပြီးတော့လို့ရှိရင်ကျွန်တော်ကကင်မရာကိုတစ်ခါထပ်ရွှေ့ပေါ့နော်ကင်မရာကိုရွှေ့မယ်ဒီ zoom ကိုကြတော့ဒီလောက်ထားမယ်ပေါ့နော်ဟုတ်ပြီအဲ့လောက်လေးထားမယ်ထားပြီးသွားလို့ရှိရင်ကျွန်တော်ကဒီ3 second လောက်မှာကြတော့ကျွန်တော်က3 second ကျော်လောက်ပါကြတော့ကျွန်တော်က key frame နောက်တစ်ခုထပ်ပြန်ချမယ်ချပြီးတော့လို့ရှိရင်ကျွန်တော်ကသူတို့ကိုဒီလိုမျိုးလေးတွေလုပ်မယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးနေထားပါတော့ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီဘက်မှာကြတော့ဘာလုပ်ရင်ကောင်းမလဲဆိုရင်ဒီ rotate ပုံစံကိုကျွန်တော်ကတစ်ချက်နှိပ်မယ်ပေါ့နော်ပထမဆုံးကိုကျွန်တော်ကပြန်သွားမယ် key frame တစ်ချက်ချမယ်ပေါ့နော်the move and transfer ကိုပဲကျွန်တော်ကနှိပ်မယ်နှိပ်ပြီးရှိရင်ဒီ rotate ပုံစံကိုကျွန်တော်ကဒီမှာဒီ rotate ပုံစံပေါ့နော်ဒီ rotate ပုံစံကိုကျွန်တော်ကဒီ rotate ပုံစံကကျွန်တော် camera ကိုကျွန်တော်လှည့်မှာပေါ့နော်ကင်မရာကိုကျွန်တော်ကလှည့်မှာ move and transfer ကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီနေရာမှာ key frame တစ်ချက်ချမယ်ပြီးတော့လို့ရှိရင်သူသွားတဲ့နေရာဒီလောက်လေးဆိုရင်ဒီနေရာလောက်မှာကျတော့ကျွန်တော်ကဒီနေရာလောက်မှာကျွန်တော်က key frame သူ့ကိုအဲ့ဒီကင်မရာကိုပေါ့နော်မဟုတ်ပါဘူးအဲ့ဒီဟုတ်တယ်ကင်မရာဆိုတဲ့ test ကိုကျွန်တော်ကဒီနေရာမှာ key frame တစ်ချက်ထပ်ချမယ်ပေါ့နော်ဒီမှာတစ်ချက်ထပ်ချမယ်တစ်ချက်ထပ်ချပြီးတော့လို့ရှိရင်ကျွန်တော်ဒီနေရာမှာကျတော့နည်းနည်းလေးဆောင်းလိုက်မယ်ဆောင်းပြီးတော့လို့ရှိရင်သူ့ကိုကျတော့ဒီနေရာကဟုတ်ပြီဒါဆိုရင်သူ့ကိုကျတော့ကျွန်တော်ကအဲ့လိုမျိုးလေးဆောင်းလိုက်မယ်ဆောင်းပြီးတော့လို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ခုကကျတော့ဘာလုပ်ရင်ကောင်းမလဲဆိုရင်ဒီဟာလေးကိုကျွန်တော်ကလုပ်မယ်ပေါ့နော်ဒီဟာလေးကိုလုပ်မယ်ရလို့ရှိရင်ဒီနေရာရောက်တဲ့အခါကျတော့ key frame တစ်ချက်ချမယ်ချပြီးရလို့ရှိရင်ဒီနေရာလောက်မှာ
ကျွန်တော်ကသွားထားမယ်ဟုတ်ပြီကဲဒါဆိုရင်အဲ့ဒီဟာပြီးသွားပြီတော့ hello ကိုနောက်တစ်ခါကျွန်တော်ကထပ်ပြီးတော့အဲ့ပုံစံလေးတိုင်းပါနော် move and transfer ဒါ camera ဖြစ်တယ် hello ပါဆိုမှ hello ဟုတ်ပြီ hello ကိုကြတော့ကျွန်တော်ကအလုံးနဲ့ဆိုတော့ move and transfer ကိုနှိပ်မယ်နှိပ်ပြီးတော့ရှင်တစ်ချက်လေးဒီနေရာလေးမှာ keyframe တစ်ချက်ထပ်ချမယ်ချပြီးတော့လို့ရှိရင် hello လည်းပဲကျွန်တော်ကဒီဘက်ကိုရွှေ့လိုက်မယ်ရွှေ့ပြီးတော့လို့ရှိရင်နောက်တစ်ခါကျရင် rotate ကိုကျွန်တော်ကနှိပ်မယ် keyframe တစ်ချက်ချမယ်ချပြီးတော့လို့ရှိရင်ဒီဘက်မှာရောက်လို့ရှိရင်လည်းကျွန်တော်က keyframe တစ်ချက်ထပ်ချမယ်ပေါ့နော်ချပြီးတော့လို့ရှိရင်ကျွန်တော်ကဒီနေရာကိုအဲ့လိုမျိုးပုံစံလေးဖြစ်အောင်လုပ်ရပါတော့ဟုတ်ပြီကဲဒါဆိုရင်အဲ့နှစ်ခုစလုံးကိုကျွန်တော်ကဒီနေရာမှာကျတော့တက်ဖြစ်စေချင်တယ်ဗောနော်ဒီဘက်မှာsorry ရှည်ထွက်သွားပြီဗောနော်ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်ကဒီနေရာလောက်မှာကျတော့ဒီနေရာအထိကိုကျတော့ကျွန်တော်ကဒီ rotate ပုံစံကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့တက်လေးပဲလာစေရှင်သေးတယ်ဟုတ်ပြီနောက်တစ်ခါကျရင်လည်းပဲဒါကင်မရာပေါ့နော်ဒါကင်မရာဒီကောင်ကကျတော့hello ပေါ့နော် hello ကလည်းပဲဒီနေရာအထိ rotate ပုံစံကိုလည်းပဲဒီနေရာမှာကျွန်တော် keyframe တစ်ချက်ချမယ်ပေါ့နော် keyframe တစ်ချက်ချပြီးရလို့ရှိရင် hello ကလည်းပဲဒီနေရာအထိကတော့ကျွန်တော်ကတော့ဒီတိုင်းပဲထားမယ်ဟုတ်ပြီကဲဒါလေးထားပြီးတော့လို့ရှိရင်ဒါကျွန်တော်တို့စမ်းပြီးတော့ play ကြည့်အောင်ပါနော်အဲ့လိုမျိုးပုံစံလေးပေါ့နော်ဒါတကယ်လို့ဒါအရန်ကိုအသုံးဝင်တဲ့အရာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်ကဒီနေရာမှာလှဲ့တဲ့နေရာကျတော့အရန်ကိုမြန်လို့ကြည့်လို့ကျွန်တော်ကထင်တယ်ပေါ့နော်move and transfer ကိုကျွန်တော်တစ်ချက်နှိပ်မယ်ဒီဘက်မှာကျွန်တော်နည်းနည်းလေးရွှေ့လိုက်မယ်ဒီဟာလေးကိုလည်းပဲဒီရွှေ့ချင်တယ်ဆိုရင်ဒီ keyframe ကိုရွှေ့ချင်တယ်ဆိုရင်လက်မလေးနဲ့ထောက်ပါနော်ဒီ keyframe လေးတွေကိုရွှေ့ချင်တယ်ဆိုလက်မလေးနဲ့ထောက်ပြီးနည်းနည်းလေးကျဲချင်တယ်ဆိုရင်ဒီလိုမျိုးကျဲလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်စမ်းပြီးတော့ play ကြည့်အောင်ဟုတ်ပြီဒါဆိုရင်အဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေလုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုနောက်တစ်ခုကကြတော့ဘာလဲဆိုရင်ကျွန်တော်တို့တွေကင်မရာကိုကျွန်တော်တို့ကတစ်ချက်ချိန်ကြည့်အောင်ပေါ့နော်ကင်မရာကိုကျွန်တော်တို့ကတစ်ချက်ချိန်မယ်ဆိုတော့ကင်မရာကိုနှိပ်မယ်ပေါ့နော်ကင်မရာဆိုတော့လေယာကိုတစ်ချက်ဆက်လက်ပြီးမယ်လက်မလေးနဲ့တစ်ချက်ထောက်မယ်ထောက်ပြီးတော့လို့ရှိရင်ကင်မရာ option ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီနေရာမှာကဒီလိုမျိုးပဲနေသေးချင်းတယ်ဟုတ်နော်ဒီနေရာလောက်ကကျတော့ဒီ keyframe ဒီနေရာလောက်မှာဟုတ်ပြီဒီနေရာလောက်မှာ keyframe တစ်ချက်ချမယ်ပေါ့နော်ချပြီးတော့လို့ရှိရင်ဒီပုံစံအတိုင်းပဲထားလိုက်မယ်နောက်ဆုံးမှာကျတော့ keyframe တစ်ချက်ချမယ်ပေါ့နော်တစ်ချက်ချမယ်ပြီးတော့လို့ရှိရင်ကင်မရာကိုဒီလိုမျိုးပုံစံလေးအဲ့လိုမျိုးပုံစံလေးပေါ့နော်ဒါကျွန်တော်တို့တွေရွှေ့လို့ရတဲ့ကင်မရာရဲ့ view တွေကိုပေါ့နော်ဒီနေရာကနေဒါဒီလိုမျိုးတွေလည်းရွှေ့လို့ရတယ်ပေါ့နော်ကင်မရာရဲ့ view ကိုပေါ့နော်ဟုတ်ပြီဒီလောက်ပုံစံလေးနဲ့ဆိုရင်ကျွန်တော်သဘောကျသွားပြီပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်စမ်းဖွင့်ကြည့်အောင်အဲ့လိုမျိုးပုံစံလေးပေါ့နော်ဒါဆိုရင်သူသွားတဲ့နေရာကျတော့ကျွန်တော်တို့တွေ effect ထည့်ရအောင်ဒီကင်မရာထဲကိုကျွန်တော်တို့ effect ထည့်မယ်ပေါ့နော်သူသွားတဲ့နေရာကျတော့သူကရွေ့တဲ့အခါကျရင်ဘာလို့လဲဆိုတော့မုံဝါးလေးဖြစ်သွားပါတော့ဒါကျွန်တော်တို့တွေ effect ထည့်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကင်မရာကိုselect ပြီးမယ် effect ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ရှင် add effect ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေက motion blur ကိုကျွန်တော်လိုက်ရှာမယ်ပေါ့နော် MOTIO ပေါ့နော်motion blur ပေါ့နော်အပေါ်ဆုံးမှာဟုတ်ပြီ motion blur ကိုကျွန်တော် serial setting ကိုပဲကျွန်တော်ကထားမယ်ထားပြီးတော့ရှင်ကျွန်တော်ဘာမှချိန်ကြီးမနေတော့ဘူးเนาะဒီသူပေးထားတဲ့အတိုင်းပဲကျွန်တော်အစမ်းပြီးတော့ဖွင့်ကြည့်အောင်ဝါးတယ်တော့เนาะအဲ့လိုမျိုးဝါးတယ်ပေါ့နော်ဟိုကလှုပ်တဲ့အခါကျရင်ဝါးတယ်ပေါ့နော်
လှုပ်နေရောဝါတယ်ဗောနော်တော်ငြိမ်သွားလို့ရှိရင်တော့ဘယ်လိုပြောမလဲဆိုရင်ကြည်သွားအောင်ဗျာဟုတ်တယ်မလားကဲဒါဆိုရင်ကျွန်တော်တို့တကယ်ကြီးတွေဒီလိုမျိုးတွေလှုပ်တတ်မယ်လို့ထင်တယ်ဗောနော်ဒါကအရန်ကိုအသုံးဝင်ပါတယ်ကျွန်တော်တို့မယုံလို့ရှိရင်ဘော်ဘီစာတော့ဗောနော်ဒီနာမီတက်ပြီးပြောပိုက်ခွင့်မရှိဆိုတော့တချင်းကိုသွားကြည့်ဗောနော်ဒါကတော့ကင်မရာဒီကင်မရာနဲ့ new တို့ကိုအသုံးပြုပြီးတော့ဗောနော်ဒီလိုမျိုးတွေလှုပ်ထားတယ်လို့ထင်တယ်ဗောနော်လှုပ်မထားရင်လည်းပဲကျွန်တော်တို့လိုမျိုးလှုပ်ရှင်ဒီလိုမျိုးလှုပ်လို့ရတယ်ဆိုတော့ကျွန်တော်အပြတာပဲဖြစ်ပဲကဲဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗောနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကတကယ်ကြီးတို့တခုခုအကျိုးရမယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကိုပေါ့နော်like and subscribe လေးလုပ်ထားပြီးနောက်တစ်ခါကျကျွန်တော်တီတီညဗီဒီယိုတွေ tutorial တွေကိုလည်းပဲကြည့်ပေးဖို့လည်းပဲကျွန်တော်တောင်းဆိုပါရစေနောက်ထပ် tutorial တွေလည်းပဲမြန်မြန်ဆန်ဆန်ကျွန်တော်ဆက်ပြီးတော့တင်မှာဖြစ်ပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါ